အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်အရင်တစ်ပတ်ကတင်ခဲ့တဲ့ beginner silent night beginner CD ဖြစ်တဲ့0 to 800beginner call list ကိုတင်ပေးနေဖြစ်ပါတယ်ဒီတစ်ခေါက်က lesson 1မှာပေါင်းတင်ခဲ့လေဆို chat box အကြောင်းတင်ခဲ့ပါတယ်ဒီနေ့ကဆိုရင်ကျွန်တော်တို့ chess speed တွေ chess ခုံမမကစားကောင်တွေဘယ်နှမျိုးပါလဲအမျိုးအစားဘယ်နှခုရှိတယ်နောက်တစ်ခါဒီကစားကောင်လေးတွေဘယ်လိုမျိုးရွှေတွေရလဲနောက်ပြီးသူတို့ရဲ့တန်ဖိုးတွေဟုတ်ပြီနောက်ပြီးသူတို့ရဲ့တန်ဖိုးအပြင်သူတို့ဟိုဒီ chess မှာဆို notation အနေနဲ့ဘယ်လိုသုံးလဲသူတို့အသုံးအနှုန်းဘယ်လိုခေါ်လဲဆိုတာကိုဒီနေ့သင်သွားမှာဖြစ်ပါတယ်အဲ့တော့အရင်တစ်ပတ်ကသင်ခဲ့တာကအပေါ်အောက်ဆွဲထားတဲ့မြင်းချောင်းတွေဆိုရင် file လို့ခေါ်တယ်ဘေးတိုက်ဆွဲထားတဲ့မြင်းချောင်းတွေဆိုရင် rank လို့ခေါ်တယ်စကွဲလေးရဲ့ name ကိုသိချင်အောက်မှာဘယ် file မှာရှိလဲကြည့်မယ်ပြီးရင်ဘယ် rank မှာရှိလဲကြည့်မယ်ဒါဆိုရင်ဒီစကွဲက F5 ဒါကအကြမ်းမြင့်အနေနဲ့ပြန်တွေးတာပါနောက်တစ်ခါချက်ကုံစဆော့တော့မယ်ဆိုရင်beginnerတိုင်းမှတ်ထားမှာကညာဘက်မှာအမြဲတမ်းအဖြူကွက်ရှိရမယ် white on right ညာဘက်မှာဖြူကွက်ကညာဘက်မှာရှိရဟုတ်ပြီဒါဆိုရင်ဒီနေ့ချက်ခုံအကြောင်းပြီးပြီဆိုတော့ chess speed လေးအကြောင်းသွားရအောင်ပါဒီကောင်လေးကိုဘာလို့ခေါ်လဲဆိုတော့ king လို့ခေါ်ပါတယ်ဒီကောင်လေးကို king လို့ခေါ်ပါတယ်ဟုတ်ပြီဒါဆိုဒီကောင်လေးကဘယ်လိုသွားလဲကျွန်တော်ကြည့်ပါမယ်ဒီကောင်လေးကဘယ်လိုသွားလဲဆိုတော့တဲ့သူ့ရဲ့အနီးဆုံးတစ်ကွက်ကိုကြိုက်နဲ့တက်ရသွားလို့ရပါတယ်နီးဆုံးတစ်ခွက်ကိုတိုက်လက်တော့ရအပေါ်သွားလို့ရတယ်အောက်ကိုသွားလို့ရတယ်ဘေးနှစ်ဖက်ကိုသွားလို့ရတယ်လို့တိုင်ယာကွန်နယ်တွေကိုလည်းသူကသွားလို့ရတယ်ဒါပေမဲ့ကိုသွားမယ့်နေရာမှာကစားကောင်မရှိမှရပါမယ်ဒါကဘယင် move ဘယ်လိုလုပ်လဲဆိုတာကိုသွားတာပါအဲ့တော့ဘယင်ကဒီလိုမျိုးသွားလို့ရပါတယ်သူရဲ့အနည်းဆုံးတစ်ခွက်ပဲသွားလို့ရပါတယ်ဒီလိုမျိုးကြော်ပြီးတော့သွားလို့မရပါဘူးဒါလေးကိုမှတ်ထားပါမယ်ဒါဆိုရင်ဘယင်ကိုကဘယ်လိုမှတ်ထားမလဲဆိုရင်ဘယင်ဆိုတာကို king လို့အင်္ဂလိပ်လိုခေါ်ပါတယ် king ကဆိုရင်တင်ဒေတာအနေနဲ့ K လို့မှတ်ပါတယ်ဟုတ်ပြီဒါဆိုရင် king ရဲ့တင်ဒေတာကိုသိပြီး notation ကိုသိပြီး king ရဲ့ဘယ်လို move လုပ်တာအောင်ဆိုတာကိုသိပြီးနောက်တစ်ခုက king ကဒါဆိုရင်တန်ဖိုးဘယ်လောက်ရှိလဲ king ကတန်ဖိုးဘယ်လောက်ရှိလဲဆိုတော့သူ့ရဲ့တန်ဖိုးကတော့ infinity ပါတန်ဖိုးနဲ့တတ်မှတ်လို့မရပါဘူးဘာလို့လဲဆိုတော့ဘယင်မရှိတော့ဘူးဆိုရင်တခါတည်းပွဲရပြီးတော့ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့ကိုကဒီမှာအဓိကမှတ်ထားမှဆိုရင် string ခုံပေါ်မှာတန်ဖိုးအကြီးဆုံးက king ဖြစ်တယ်သူကဘယ်လိုသွားလဲဆိုရင်သူအနည်းဆုံးတစ်ခွက်ကြိုက်နဲ့တက်ရသွားလို့ရတယ်တင်ဂီတာအနေနဲ့ k အကြီးနဲ့သတ်မှတ်တယ်နောက်တစ်ကောင်ဒီကစားရုပ်လေးကိုမြင်နေဆိုရင်ပမာလို့ဆိုရင် queen လို့ပမာလို့ဆိုရင်ဘယင်မလို့ခေါ်ပါတယ်အင်္ဂလိပ်လို့ဆိုရင်တော့ queen လို့ခေါ်ပါတယ်ဒီ queen ကလေးကိုဆိုရင်တော့ဘာနဲ့သတ်မှတ်လဲဆိုတော့ q အကြီးနဲ့သတ်မှတ်ပါတယ်ဟုတ်ပြီဒါဆိုရင် queen လေးရဲ့တန်ဖိုးကဘယ်လောက်ရှိလဲဆိုတော့9 point ရှိပါတယ်9 point ရှိပါတယ်အဲ့တော့6မှတ်ပါ queen ရဲ့တန်ဖိုးကဟုတ်ပြီ queen ရဲ့အမှတ်ကိုလည်းသိပြီဆိုရင်ဒီ queen ကလေးကဘယ်လိုမျိုးသွားလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ပါမယ်အဲ့တော့ဒီ queen ကဘယ်လိုသွားလဲဆိုတော့သူ့ရဲ့ခုနက king ကသူ့ရဲ့အပေါ်အောက်ဘေးနှစ်ဖက်ပြီးရင်သူ့ရဲ့ diagonal တွေကိုအနည်းဆုံးတစ်ကွက်ကိုရွှေ့လို့ရတယ်ဒါပေမဲ့ queen ကじゃအဲ့လိုမဟုတ်ဘူးအနည်းဆုံးတစ်ကွက်တည်းမဟုတ်တော့ဘူးသူသွားလို့ရတဲ့လမ်းကြောင်းပေါ်ကနီးနီးလေးသွားလို့ရတယ်လို့အဝေးလေးသွားလို့ရတယ်လမ်းကြောင်းကတော့ခုနလိုပဲ king လိုပဲဟိုအောက်သွားလို့ရတယ်လို့တွေးတိုက်လည်းသွားလို့ရတယ်diagonal နဲ့လည်းသွားလို့ရတယ်အဲ့တော့ queen ကတော့အပေါင်းလို့လည်းသွားတယ်အမြောက်လို့လည်းသွားတယ်သူသွားတဲ့နေရာမှာနီးနီးလေးသွားလို့ရတယ်လို့အဝေးလေးသွားလို့ရတယ်တခါတည်းနဲ့ဒီလိုမျိုးတခါတည်းနဲ့သွားလို့လည်းရပါတယ်ဒီလိုမျိုးတခါတည်းသွားလို့လည်းရပါတယ်ဒါပေမဲ့လို့ဒီလိုမျိုးကြီးတော့သွားလို့မရအောင်ဒီလိုမျိုးကြီးတွေသွားချင်လို့မရအောင်ဘာလို့လဲဆိုတော့သူ့ရဲ့လမ်းကြောင်းပေါ်မှာမရှိဘူးဒီမှာဆိုသူ့ရဲ့လမ်းကြောင်းက C5 ရဲ့တက်ရန်ရဲ့ A1 to H8 diagonal ရဲ့ E1 to E5 diagonal ရဲ့ဒီလမ်းကြောင်းပေါ်မှာပဲသူကရှိရဒီလမ်းကြောင်းပေါ်ကြိုက်တဲ့စပွဲကိုသူကသွားလို့ရပါတယ်ဟုတ်ပြီဒါဆိုရင် queen လေးကိုတစ်ချက်ပြန်ပြောပြမယ် queen ရဲ့တန်ဖိုးက9ဖြစ်တယ်သူ့ရဲ့တန်ဖိုးက9ဖြစ်တယ်နောက်တစ်ခါ queen လေးဘယ်လိုသွားလို့ရလဲအပေါ်သွားလို့ရတယ်အောက်သွားလို့ရတယ် diagonal တွေသွားလို့ရတယ်သူသူသွားလို့ရတဲ့လမ်းကြောင်းပေါ်စကွဲမှာနီးနီးလေးလည်းသွားလို့ရတယ်လို့အဝေးလည်းသွားလို့ရတယ်သူ့ကိုဘာနဲ့တတ်မှတ်လဲဆိုတော့ Q အကြီးနဲ့တတ်မှတ်ပါတယ်ဒါဆိုရင်နောက်ထပ်ကစားရအောင်ကစားကောင်တစ်ကောင်ကြည့်ပါမယ်
ဒီကောင်လေးကိုမြင်နေဆိုရင်ဘာလို့ခေါ်အောင်ဆိုတော့မြန်မာလို့ဆိုရင်ယထာလို့ခေါ်ကြတယ်အင်္ဂလိပ်လို့ဆိုရင်တော့ rook လို့ခေါ်ပါတယ်ဟုတ်ပြီဒါဆို rook ကလေးကဘယ်လိုသွားလဲ rook ကじゃဘယ်လိုသွားလဲဆိုတော့ဆရာတို့အပေါ်တက်တက်သွားလို့ရတယ်လို့အောက်တက်တက်လည်းသွားလို့ရပါတယ်အပေါ်အောက်တင်မဲလားဆိုတော့မဟုတ်ပါဘူးဘေးနှစ်ဖက်ကိုလည်းတက်တက်သွားလို့ရပါတယ်အဲ့တော့မှတ်ထားရမှာကသင်္ချာအက္ခရာလို့ဆိုအပေါင်းပုံစံသွားလို့ရတယ်ဒါပေမဲ့ခွင်းလိုပဲနီးနီးလေးသွားလို့ရလို့အဝေးလေးသွားလို့ရတယ်သူရဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ square ကိုပဲသွားလို့ရပါမယ်ဒီကောင်လေးကဒါက root သွားတဲ့ square တွေပါဒီ root ကလေးကိုဆရာတို့ကဘာနဲ့သတ်မှတ်လဲဆိုရင် r အကြီးနဲ့သတ်မှတ်ပါတယ် r အကြီးနဲ့သတ်မှတ်တယ်ပြီးရင်ဒီ root လေးရဲ့တန်ဖိုးကကြတော့5 point ပါအဲ့တော့ဒီ root လေးရဲ့တန်ဖိုးက5မှတ်ဖြစ်ပါတယ်ဒါဆိုနောက်ထပ်တစ်ကောင်သွားကြည့်အောင်ဒီမှာဆိုရင်ဒီကောင်လေးကိုမြင်နေဆိုရင်မြန်မာလို့ဆိုရင်တော့ဖုံးကြီးလို့ခေါ်ကြတယ်အင်္ဂလိပ်လို့ဆိုရင်တော့ bishop လို့ခေါ်ပါတယ်အဲ့တော့ bishop ကဆရာတို့ကစားပွဲထဲမှာနှစ်ကောင်စီပါပါတယ်အဖြူမှာလည်းနှစ်ကောင်အမဲမှာလည်းနှစ်ကောင်ပါပါတယ်ဒါပေမဲ့လို့အဲနှစ်ကောင်ကဒီ bishop နှစ်ကောင်တစ်ကောင်နဲ့တစ်ကောင် square မတူပါဘူးတစ်ကောင်က line square မှာဆိုတစ်ကောင်က dark square မှာရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီ bishop လေးကじゃဘယ်လိုသွားလဲဆိုတော့ဒီ bishop လေးကဘယ်လိုသွားလဲဆိုတော့ဆရာတို့ diagonal နဲ့သွားပါတယ်diagonal ဆိုတော့အမြောက်ပုံစံနဲ့တူတယ် diagonal လမ်းကြောင်းတွေတိုင်းသွားတယ်အဲ့တော့သင်္ချာအခရာလိုမျိုးဆိုရင်တော့အမြောက်နဲ့တူတယ်အဲ့တော့ bishop မှာတခုထူးကြတာကသူတို့က color လုံးဝပြောင်းလို့မရပါဘူး diagonal ဖြစ်တဲ့အတွက်အမဲကိုသွားမယ်ဆိုအမဲကြီးပဲသွားလို့ရမယ်အဖြူပေါ်မှာရှိရဲ့ bishop ဆိုရင်အဖြူ square ကိုကြီးသူကသွားလို့ရပါမယ် square တွေချိန်လို့မရပါဘူးဒါကိုကိုယ်အမှတ်ထားရမယ်အဲ့တော့တူပဲ queen တို့ rook လိုပဲသူကသွားမယ်ဆိုရင်နီးနီးလေးသွားလို့ရတယ်လို့အဝေးသွားလို့ရတယ်ဒါပေမဲ့သူလမ်းကြောင်းမှာရှိတဲ့ square ကိုပဲသူသွားလို့ရမယ်ဟုတ်ပြီဒါဆိုရင်ဒီ bishop လေးကိုဘယ်လိုခေါ်လဲဆိုတော့ဆရာတို့ကsorry ဒီ bishop လေးရဲ့တန်ဖိုးက3 point ပါဒီ bishop လေးရဲ့တန်ဖိုးမှတ်ထားပါမယ်3 point ပါဒီ bishop လေးကိုဘယ်လိုသင်္ကေတနဲ့ကိုစားပြုလဲဆိုရင် b အကြီးနဲ့ကိုစားပြုပါတယ်ဒါဆိုနောက်ထပ်တစ်ကောင်သွားကြည့်အောင်ဟုတ်ပြီဒီရုပ်ကလေးကမြင်တာနဲ့ဆရာတို့ဗာလေးလဲဆိုတာတန်းတည်ပါတယ်ဒီရုပ်ကလေးကိုမြင်ရင်မြန်မာလိုဆိုရင်တော့မြင်းလို့ခေါ်တယ်အင်္ဂလိပ်လိုဆိုရင်တော့ night လို့ခေါ်ပါတယ်ဟုတ်ပြီကစားကောင်းနေ beginner အများစုမှာအာနည်းနည်းလေးမျက်စိလဲတာကဒီမြင်းပဲကျန်တဲ့ကစားကောင်းတွေအကုန်လုံးကိုအလွယ်တကူနားလဲပြီးမြင်ဒီမြင်းကိုရောက်ရင်နည်းနည်းလေးခက်ခဲရှိကြတယ်ဟုတ်ပြီဒါဆိုရင်မြင်းကဘာလို့ခက်တာလဲမြင်းကဘယ်လိုသွားရလဲဆိုတော့ဆရာတို့ကြည့်ကြမယ်ဒီမြင်းလေးကဘယ်လိုသွားလဲဆိုတော့သူကအင်္ဂလိပ်အခရာ L ပုံစံနဲ့တူပါတယ်သူကဒီလိုမျိုးသွားလို့ရပါတယ်ဒီလိုမျိုးသွားလို့ရတယ်ဒီလိုမျိုးသွားလို့ရတယ်ဒီလိုမျိုးသွားလို့ရတယ်ဒါကမြင်းလေးသွားလို့ရတဲ့ square တွေပါဒါအင်္ဂလိပ်အခရာ L ပုံစံနဲ့ဆင်ပါတယ်အဲ့တော့လုံးဝငယ်တဲ့ကလေးတွေကြာဆရာတို့ဘယ်လိုသင်လဲဆိုတော့ဒီ L ပုံစံကိုသူတို့မျက်စိထဲမှာမဆွဲသေးဘူးမဆွဲခင်အထိကိုဘယ်လိုသင်လဲဆိုရင်ဆရာတို့က1 2 quick 1 2ကတက်တက်သွားတယ် quick 1 2 quick ဒါဆိုရင် quick ဆိုတဲ့နေရာလေးမှာအဲ့မြင်းလေးကရောက်ပါဟုတ်ပြီနော်1 2 quick ဆိုဒီမြင်းလေးသွားမယ့်နေရာဒီနေရာဟုတ်ပြီဘယ်ဘက်ကိုပဲ quick လို့ရတာမဟုတ်ဘူးညာဘက်ကိုလည်း quick လို့ရတယ်ဒါဆိုဒါကအပေါ်1 2 quick သွားရတာအောက်ကိုတော့မရဘူးလားရတယ်1 1 2 quick 1 2 quick ဒီ square လေး quick ဆိုတဲ့နေရာမှာချမှာနော်အဲ့တော့ပေါ်သွားလို့ရတယ်လို့အောက်ကိုလည်းသွားလို့ရတယ်ဒီမှာလည်းဘေးနှစ်ဖက်ဆိုလည်း1 2 quick 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 အဲ့မှာထူးခြားတဲ့အရာလေးရှိပါတယ်ဘာထူးခြားလဲဆရာအောင်စဉ်းစားကြည့်အောင်ထူးခြားတာဘာမြင်လဲအဲ့တော့ဒီမြင်းလေးတွေကသူငကိုရှိနေရကအဖြူရွှေ့အဖြူကွက်ပေါ်မှာရှိရဲ light square မှာရှိရဲဒါပေမဲ့သူသွားလို့ရတဲ့ square တွေကဘယ်ပေါ်ပြန်ကြလဲဆိုတော့ဒါ square တွေပေါ်မှာသွားကြတယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့က formula အနေနဲ့ဘယ်လိုမှတ်လို့ရလဲဆိုတော့မြင်းလေးတွေကသူဘယ်လိုသွားလဲဆိုတော့ L ပုံစံသွားတယ်သူရှိနေတဲ့အရာကနေမတူတဲ့အရာကိုရောက်သွားတယ်ဟုတ်ပြီလားဒါလေးမှတ်ထားရင်ဆရာတို့ကရပါပြီဒါဆိုရင်မြင်းလေးကိုလည်းဆရာတို့နားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဆရာကဒီအကွက်ကိုသွားခြင်းတယ်ဒါဆိုရင်ဘယ်နှခေါက်သွားရမလဲ1 2 quick တစ်ခါ1 2
1 2 quick နဲ့ကအဲ့လိုပုံစံနောက်ပိုင်းကိုကမျက်စိရှင်းလာပြီဆိုရင်တော့တခါရယ်ဒီလိုသွားမယ်ဆိုရင်တခါရယ်ကိုကသွားနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်မြင်းကလေးကိုသူ့ရဲ့တန်ဖိုးကိုကြည့်အောင်သူ့ရဲ့တန်ဖိုးက3 point ပါအဲ့တော့သူ့ရဲ့မြင်းလေးရဲ့တန်ဖိုးက3မှတ်ပါ bishop နဲ့အတူတူပါပဲဒါပေမဲ့မြင်းနဲ့ bishop မှာပါကွာလဲဆိုတော့ကိုကကစားနဲ့ intermediate လောက်ရောက်လာတဲ့ခါမှာပို့ပြီးသိလာလိမ့်မယ်ဘာကြီးသိလာမလဲဆိုတော့မြင်းကကျတော့ရှုပ်ထွေးနေတဲ့ကစားကွက်တွေမှာအတုံးပိုဝင်ပြီးတော့ရှင်းလင်းနေတဲ့ကစားကွက်မှာကွက်ဒီမှာဆိုရင် bishop ပို့ပြီးအတုံးဝင်တယ်ဒါဆိုရင်3မှတ်ချင်းတူရင်မဲ့သူတို့ရဲ့အနေအထားပေါ်မူတည်ပြီးတော့သူတို့ရဲ့တန်ဖိုးကဝေးသွားနိုင်တယ်၊ကွာသွားနိုင်တယ်ဟုတ်ပြီနောက်တစ်ခုမြင်းမှာထူးခြားတာကဒီ chess piece အမျိုးအစား6မျိုးလုံးမှာမှအထူးခြားဆုံးကမြင်းပါဘာလို့လဲဆိုတော့မြင်းအနေနဲ့ဘာထူးခြားချက်ရှိလဲဆိုတော့ကြော်သွားလို့ရတယ်ကစားကောင်းတယ်တခြားသူတွေကတခြားသူတွေရဲ့ piece တွေကိုကြော်လို့ရတယ်လို့ကိုယ့်ရဲ့ကစားကောင်းတွေကိုလည်းဒီလိုမျိုးကြော်ခွသွားလို့ရပါတယ်ဒါကမြင်းရဲ့တစ်ခုတည်းတော့ထူးခြားချက်ပါဒါလေးကိုလည်းမှတ်ထားပါမယ်ဟုတ်ပြီမြင်းကသူ့ရဲ့တန်ဖိုးက3သူကသွားရင်ပုံစံသွားတယ်နောက်တစ်ခါသူ့ကိုဘယ်လိုမျိုးကိုစားပြုလဲဆိုတော့ကြီးနဲ့ကိုစားပြုပါတယ်ဟုတ်ပြီဒါဆိုရင်ပုံအကြောင်းတော့နောက်ထပ် lesson မှာကြာမှအသေးစိတ်ဆက်တင်သွားပါမယ်ဒီနေ့တင်သွားတာဆိုရင် bishop ရဲ့နားရဲ့ rook ရဲ့ queen ရဲ့ king ရဲ့ကစားကောင်၅ကောင်အကြောင်းကိုပြောပြသွားတာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုဒီဗီဒီယိုလေးမှာကြည့်ပြီးတော့နားလည်အောင်ကြိုးစားကြည့်ပါနားမလည်လို့မေးချင်တာရှိရဆိုရင်လည်းလာပြီးတော့မေးလို့ရပါတယ်ဟုတ်ပြီအားလုံးကိုကျေးဇူးတင်ပါတယ်